အားလုံးပဲမင်္ဂလာပါ Rooted English with Miranda မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမကတော့ Miranda ပါ။အင်္ဂလိပ်စာအင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကိုပြည့်ပြည့်စုံစုံချီချီမြင့်မြင့်နဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ပထမဦးဆုံးအနေနဲ့ကျမတို့မြန်မာလူမျိုးတွေအမှားအများဆုံးဖြစ်တဲ့ TH အတန်လေးဘယ်လိုထွက်ရလဲဆိုတာကိုကျမကမျှဝေပေးမှာဖြစ်ပါတယ်။ TH အတန်ကအတန်ထွက်ပုံထွက်နည်း2မျိုးရှိပါတယ်နော်တကယ်လို့များမိတ်ဆွေတို့က TH ကိုမြင်လိုက်တာနဲ့တလို့များအတန်ထွက်မိနေတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါရှင်ပထမဦးဆုံး TH အတန်ထွက်ဖို့ရအတွက်ဘယ်လိုမျိုးပါးစပ်အနေထားထားရမလဲဆိုတာကျွန်မပြောပြပေးပါမယ် TH ကအတန်2တန်ရှိတယ်ဆိုပေမဲ့သူ့ရဲ့ပါးစပ်အနေထားရှာထားသွားနေရဒါတွေအားလုံးကအတူတူပါပဲအဓိကကွဲသွားတာကတော့ဘာလဲဆိုဒီအတန်ကြိုးလေးတုံခါမှုရှိမရှိဆိုတဲ့နေရာမှာပဲအဓိကကွဲသွားတာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ TH ကို voiceless TH လေးနဲ့စပြီးတော့မှမိတ်ဆက်ပေးပါမယ် voiceless TH အတန်ကိုထွက်ဖို့ရအတွက်ဆိုရင်ကျမတို့ရှာအဖျားလေးကိုအပေါ်သွားနဲ့အောက်သွားရဲ့ကြားလေးထဲမှာထားပေးရမှာဖြစ်ပါတယ်ရှာအဖျားလေးပဲထည့်ရမှာပါနော်တော့ကြနေရင်ရှာအရန်ကြီးလို့ထုတ်လိုက်လို့လည်းမရပါဘူးပြီးတော့ရှာကိုလည်းကြိုက်ထားလို့မရပါဘူးရှာအဖျားလေးကိုထားတယ်ဆိုရုံလေးပဲထားရမှာဖြစ်ပါတယ်ကျမကရှာဘယ်လောက်ထုတ်ရမလဲဆိုတာကိုလေ့ကျင့်ကြည့်လို့ရအောင်လို့နည်းစနစ်လေးတစ်ခုပြပြပါမယ်လက်ချောင်းလေးကိုဒီနားလေးမှာထားလိုက်ပါပြီးတော့ရှာလေးကိုထုတ်ကြည့်ပါဒီချက်ပို့ပြီးတော့မှရှေ့ကိုမထုတ်ပါနဲ့ဒီလောက်ဆိုလို့ရှိရင်လုံလောက်ပါပြီဒါဆိုရင်လေလေးကိုထုတ်ကြည့်ရပါမယ်ဒုတိယအဆင့်အနေနဲ့လေကိုထုတ်တဲ့အခါမှာဒီရှာရဲ့အပေါ်ကနေပြီးတော့မှထွက်လာရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီရှာလေးရဲ့အပေါ်ကနေမထွက်ဖဲနဲ့များလေဒီဘေးကနေပြီးတော့မှလေတွေကထွက်လာတယ်ဆိုလို့ရှိရင်အဲ့ဒါရှာကိုကြိုက်ထားပြီလို့ဖြစ်နိုင်ပါတယ်အဲ့တော့ရှာကိုလုံးဝမကြိုက်ထားပါနဲ့နော်ဒီနေရာလေးမှာထားတဲ့ဆိုရုံလေးပဲထားပြီးတော့လေကိုထုတ်ပါတကယ်လို့တချို့ကကြတော့လေအပေါ်ဒီနားလေးကနေလုံးဝလေမထွက်ဘူးလို့ပြောတယ်ဆိုလို့ရှိရင်ဒါကလေထွက်เสีย flow ထွက်เสียမရှိလို့ရှိရင်လေရှာလေးရဲ့အလေလေးကိုနည်းနည်းလေးခွက်လိုက်ပါခွက်ပြီးတော့မှလေကိုထုတ်ကြည့်လိုက်ပါဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်တချို့ကတော့ဒီတိုင်းပဲထုတ်လို့ရတယ်တချို့ကမရတဲ့သူတွေရှိတတ်တယ်ဆိုရင်အဲ့လိုမျိုးနီလန်းကိုစမ်းသပ်ကြည့်ပါလုံးဝဒီဘေးကနေထွက်လာလို့မရပါဘူးเนาะအဲ့တော့များများလေးကျင့်ပြီးတော့လေကိုထုတ်တဲ့အခါမှာတဖြည်းဖြည်းနဲ့ဒီနားလေးမှာလေထွက်ပါများလာတော့ရာကြီးခံစားချက်လေးဖြစ်လာပါလိမ့်မယ်ဒါဆိုရင်တော့ congratulations ပါ TH တန်ကိုမှန်မှန်ကန်ကန်ထွက်တတ်သွားပြီဖြစ်ပါတယ်ရှင်ဒါဆိုပြန်ပြီးစမ်းသပ်ကြည့်မယ်နော်ပထမဦးဆုံးကျမက TH အတန်ကို vowel sound လေးတွေနဲ့တွဲပြီးမှအတန်ထွက်ကြည့်ပါမယ် A E I O U နဲ့တွဲမှာဖြစ်ပါတယ်အတန်ကိုလည်း A E I O U ဆိုတဲ့အတန်အတိုင်းပဲထွက်မှာဖြစ်ပါတယ်နော် thigh thu ဒါက TH ကိုအရှိရထားပြီးတော့ထွက်တာပါအခုတစ်ခါမှာ TH ကိုနောက်မှာထားပြီးတော့မှထပ်ပြီးလေ့လာကြည့်ပါမယ် is eyes oath use အလုံးမဲရမယ်လို့မျှော်လင့်ပါတယ်ဒါဆိုရင်တော့ကျမတို့က TH အတန် voiceless TH တန်ရဲ့စကားလုံးလေးတွေကိုထပ်ပြီးတော့လေ့လာကြည့်ကြရအောင်နော် think thank thief nothing tooth အလုံးမဲလိုက်ထွက်ကြည့်ပြီးတော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဒီတစ်ခါမှာတော့ voice th ပါ voice th ကိုအတန်ထွက်တဲ့အခါမှာခုနကတော့နှာခမ်းထားသူရှာထားသူပါးစပ်ထားသူအားလုံးအတူတူပဲထားပါမယ်ဒါပေမဲ့အဓိကကွာသွားမှာတော့ဒီ vocal cord လေးကိုကျမတို့ကတုံခါစီမှာပဲဖြစ်ပါတယ်ဒါဆိုရင်တန်လေးထွက်ကြည့်မယ်နော်ပထမဦးဆုံး voiceless လေးထစပြီးထွက်ကြည့်မယ်ပြီးတော့မှဒီကနေအတန်ကြိုးလေးတုံတာအတန်ဒီကနေပြီးတော့မှလာတာနော်
အဲ့တော့ဘာတန်နဲ့တူလဲဆိုတော့ပြားတွေပရုံးတွေတဝီဝီမြည်တဲ့အတန်လိုမျိုးအတန်မျိုးနဲ့ခက်ဆင်စင်ပါပဲအဲ့လိုအတန်လေးရမယ်ဆိုလို့ရှိရင်တော့အဆင်ပြေသွားပါပြီဒါကတော့ voice th ရဲ့အတန်ဖြစ်ပါတယ် voice th ကိုလည်းကျမတို့ voiceless th လိုပါပဲvowel sound လေးတွေနဲ့တစ်ခါအရင်ဆုံးလေ့လာကြည့်မယ်နော် they thy though thu နောက်တစ်ခုဒီတစ်ခါမှာ th ကိုနောက်ကနေထားပြီးတော့မှတစ်ခါပြန်လေ့ကျင့်ပါမယ် eve youth အလုံးမဲ့ကြားမယ်လို့မျှော်လင့်ပါတယ်ဒါဆိုလို့ရှိရင်ကျမက voice th ရဲ့စကားလုံးလေးတွေကိုလည်းထပ်ပြီးတော့မှလေ့ကျင့်ကြည့်ပါအောင်မယ်နော်ကျမတို့အသုံးအများဆုံးစကားလုံးတွေပါ this these father gather weather ကဲဒါဆိုလို့ရှိရင်တော့ကျမတို့ sentence လေးတွေကိုလည်းဆက်ပြီးတော့လေ့ကျင့်ကြည့်ရအောင်เนาะ They saw a thief She gave them a thumbs up He promised to tell the truth They eat healthy food th အတန်ထွက်ကတကယ်တော့လေကျမတို့လေ့ကျင့်ဖို့ရအရင်အရေးကြီးတာပေါ့နော်ကျမတို့ကိုယ်တိုင်လည်းအရင်တုန်းက th ဆိုလို့ရှိရင်သဆိုပြီးတော့ပဲထွက်ခဲ့ကြတာပါပဲဒါပေမဲ့အမှန်ကိုသိသွားတဲ့အခါမှာအမြဲတမ်းစူးစမ်းပြီးတော့မှပြုပြင်ပြီးတော့လှုပ်ရှင်းနေပဲပြင်ခဲ့ရတာပေါ့နော်အဲ့တော့အခါကျတော့အားလုံးလည်းတတိလေးထားပြီးတော့မှ th လေးကိုမြင်လိုက်တာနဲ့ကျမចောင်းသားတွေကိုပြောနေကြစကားလိုပဲ th လေးကိုမြင်လိုက်တာနဲ့ရှာလေးကိုထုတ်ပြီးတော့မှအတန်လေးကိုစမ်းသပ်ကြည့်ပါနော်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးသွားတဲ့အခါမှာ th အတန်ကိုမှန်မှန်ကန်ကန်ထွက်ခြင်းအပြင်အင်္ဂလိပ်စာစကားပြောတဲ့အခါမှာအတန်ထွက်စမ်းရည်တွေအများကြီးတိုးတက်လာပါစေလို့လည်းဆုတောင်းပေးပါတယ်သိကျင်တဲ့အတန်ထွက်ကလေးတွေရှိတယ်ဆိုလို့ရှိရင်လည်း comment မှာရေးခဲ့ပေးနိုင်ပါတယ်အခုလိုမျိုးအင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်တဲ့ဗဟုသုတတွေအတန်ထွက်တွေဒါတွေကိုကျမကပြည့်စုံနဲ့အမြဲတမ်းမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ channel လေးကိုလည်း subscribe လုပ်ပေးသွားကြပါအောင်ရှင်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်လည်း like လေးပေးသွားပါဦး Stay rooted and keep learning bye bye